မင်္ဂလာပါရှင်အခုပြပေးမှာတော့ဒီအချက်လက်တွေရေးတဲ့အခါမှာပေါ့နော်မှာ first name မှာဆိုရင် DATNDRSOE တရက်တလနေ့3ည2 5အနည်းဆုံးအဲ့လိုမျိုးရိုက်နေမဲ့အစားပေါ့နော်ကျမတို့ဘယ်လိုပြုလုပ်လို့ရလဲဆိုရဲနည်းလမ်းလေးကိုပြပေးပါမယ်ရှင်ဒီဦးဆုံးကတော့ဒီမှာရှိနေတဲ့ title ကို select လုပ်လိုက်ပါမယ်ပေါ့နော်ပြီးလို့ရှိရင် keyboard ကနေပြီးတော့ Alt D O ဆိုပြီးနှိပ်လိုက်ရင်ပြီးတော့ OK ကိုနှိပ်လိုက်ပါမယ်ရှင်ဒါဆိုရင်ဒီမျိုး font လေးပေါ်လာပါတယ်အဲ့လို font ပေါ်လာပြီဆိုတော့မှ first name နေရာမှာtab နှိပ်မယ်ရက်စွဲရေးမယ်မှတ်ပုံလေးနံပါတ်ရေးမယ်tab နှိပ်မယ်ငွေပမာဏရိုက်ထည့်မယ် enter နှိပ်မယ်ပြီးရင်နောက်တစ်ယောက်ရေးမယ်ပေါ့နော်နောက်တစ်ယောက်ကtab နှိပ်မယ်ငွေပမာဏရိုက်ထည့်မယ် enter ဒီလိုမျိုးနည်းလေးနဲ့လည်းရေးလို့ရတယ်ဆိုတာလေးကိုပြောပြပေးချင်တာဖြစ်ပါတယ်ရှင်အဲ့တော့အစိမ်လိုက်တိုင်းလေးရေးတာနဲ့ဒီလိုမျိုးလေးရေးတာဆိုလို့ရှိရင်ပါပြီးရင်ပါသွားမယ်ဆိုတော့ tab လေးနဲ့တစ်ခုချင်းကိုရေးသွားလို့ရပါတယ်ရှင်ဒီလိုနည်းလေးနဲ့ပဲရေးလို့ရတယ်ဆိုတာလေးကိုသိပြီးတော့မှစမ်းကြည့်ပေးပါရှင်အဲ့တော့ဒီမှာရေးပေးထားပါတယ် Alter DO ဆိုတာကဒီမှာရှိနေတဲ့ခေါင်းစဉ်လေးကိုယူပြီးတော့ font design ပြုလုပ်ပေးလိုက်တာဖြစ်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်စမ်းကြည့်ပါအောင်နော်